กบฏดาวแต่ญาณิတွင်ယုံမြင့်မျိုးသားလူမျိုးရဲ့ဖွဲ့စစ်အေတီမှတဝန်လွာယုံစာအမတ်စစ်အေတီမင်းဆောင်စစ်စစ်2013နှစ်ဆွေး26လ2013ခရစ်တကယ်2013ခုနှစ်ဇွန်လ20ရက်နေ့တွင်ကြားရောက်တော့ကဘာဒုက္ခတဲ့ญาณิအခမ်းအနားကိုထိုင်းနိုင်ငံနယ်စပ်မေလာဒုက္ခတဲ့စကားတို့လွတ်လပ်စွာစီကားတိုင်းနဲ့စွာကျင်းပပြုလုပ်ခွင့်ရရှိသောကြောင့်အထူးကုန်ယူဝမ်းမြောက်မိပါသည်ကျွန်တော်တို့ယုံကြည်တိုင်းသားများလဲ2006ခုနှစ်မှစ၍မေလာဒုက္ခတဲ့စကားအုံဖြန်ဒုက္ခတဲ့စကားနှုတ်ထူးဒုက္ခတဲ့စကားများတွင်မြန်မာပြည်မှထွက်ပြီးတိတ်ဆောင်ရောက်ရှိနေတဲ့ခိုလုံနေထိုင်ကြပြီးယနေ့ကျင်းပပြုလုပ်သောကမ္ဘာဒုက္ခတဲ့များနှင့်အခမ်းအနားကြီးတွင်ယုံကြည်တိုင်းသားဒုက္ခတဲ့များနဲ့အခြားငြိကိုတိုင်းသားဒုက္ခတဲ့များနဲ့တကွတန်တူမူလကိုပိုင်ရိုးရာရင်ကြီးမှုအစိုးအကတော်၎င်းရိုးရာစာများခုနှစ်ကြိမ်မြောက်ယာတိတွဲယာတိမှကိုလွတ်လပ်စွာထုတ်ဖော်တင်ဆက်ကပြရတော့အခွင့်ရရှိယုံမကယုံမီဘုရားကျောင်းရဲ့ CFC နဲ့ယုံမီမြို့သားလူမှုရေးအဖွဲ့ရဲ့ဒီရုံးကိုယက်တီဆောက်ခွင့်ဘာတာရေးလွတ်လပ်စွာကိုးကွယ်ဝတ်ပြုခွင့်လူမှုရေးကဏ္ဍများနဲ့လွတ်လပ်စွာလှုပ်ဆောင်ခွင့်ပြည်တော်ကြောင့်ထိုင်းပြည်မှထိုင်းပြည်သူလူထုထိုင်းနိုင်ငံအစိုးရပေါ်အထူးပဲကြီးယူတင်စီကြောင်းထိုင်းပြည်မှကျမ်းမာဆွေလန်းစွာတက်တော်ရာကျော်စေပါစေလို့မြန်မာနိုင်ငံတိုင်းသားဒုက္ခတဲ့များကိုစားယုံမီအမျိုးသားလူမှုရေးအဖွဲ့ ZAT မေလာဒုက္ခတဲ့ဆာမအထူးစုတောင်းမေတ္တာပုတ္တပါကြောင်းတဝန်လွာပေးပို့လိုက်ပါသည်ခရစ်တကယ်2013ခုနှစ်ဇွန်လ20ရက်ယုံမီအမျိုးသားလူမှုရေးအဖွဲ့ ZAT မေလာဒုက္ခတဲ့စကန်ထိုင်းနိုင်ငံကဘာဒုက္ခတဲ့များနဲ့ယုံမီတိုင်းသားဒုက္ခတဲ့များအရေးတုံးပါတိလူမျိုးရေးပါတိုင်းခွဲခြားဆက်ဆံတော့တိတ်ခါမရှိအဖွဲ့အစည်းများအားစားကျင်တိုက်ဖက်ရေးတို့ရေးနေ့လူသားချင်းစာနာမှုမရှိတိုင်းသားများကူစားမပြုအယောင်ဆောင်သူများတားတူလူအခွင့်အထူးဖောက်တော့တိတ်ခါမရှိအဖွဲ့အစည်းများစားကျင်တိုက်ဖက်ရေးတို့ရေးတောင်းကိုပိုင်ကောင်တိတ်ခါရှိစွာတားတူလူအခွင့်အရေးရရှိရေးယခုယုံမီတိုင်းသားဒုက္ခတဲ့များမှယုံမီတိုင်းသားရိုးရာရင်ကြီးမှုအဆူအကများကိုယုံမီတိုင်းသားလူငယ်များမှဖြစ်ပေါ်ရိုးရာရင်ကြီးမှုအဆူအကဖြင့်တင်ဆက်ဖြုံပြီးဖော်ထုတ်ကြမှာဖြစ်ပါသည်ယုံမီတိုင်းသားလူငယ်များမှရိုးရာရင်ကြီးမှုတချင်းစာသားခေါင်းစဉ်မှာလပတော်တောင်ပြသားကယုံမီအမိယုံမီပြီဖြစ်ပါတယ်အားလုံးပဲကြည်ရုပ်တင်ပါတယ်
โยมีอเมริกาลุมวยเพื่อจะดีโอกาสพิเดပြီးတော့ကျွန်တော်ဒီယုံမီ Christian Fellowship Church ပေါ့နော်ယုံမီဘုရားကျောင်းရဲ့ pastor လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်နာမည်ယုံမီပေါ်ပါဖြစ်ပါတယ်လို့နော်ဒီလိုတင်တယ်ဒီလိုကျွန်တော်မီဒီယာတွေကကျွန်တော်တိုင်းသားတွေကအာနာရှင်အနည်း60ဖိနှိပ်တဲ့အမောင်ဒုက္ခတွေကဒီမီဒီယာတွေရှိမှအလင်းဖြစ်မှာကိုအဲ့လိုမျိုးကျွန်တော်တို့ကိုမီဒီယာတွေကကိုငင်ပြီးမှကျွန်တော်တို့ကိုအတိအလင်းပေါ့နော်အလင်းကိုမြင်စီအောင်အလင်းဖြစ်အောင်ကိုငင်တဲ့အတွက်အရန်ကြီးရိုးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်တိုင်းသားတယောက်နေတော့ဘာလဲပြောချင်လဲဒီဒုက္ခတဲ့နေ့မှာကျွန်တော်တို့တိုင်းသားတွေကမြန်မာပြည်မှာစစ်အာဏာရှင်အစိုးရအနေတိုင်းသားလူမျိုးစုများကိုခွဲခြားပြီးမှခွဲခြားတာမကဘူးဟောလေလူမျိုးစုထဲမှာလူမျိုးတစုကိုလူမျိုးတစုပေါ်မှာပစ္စည်းလူဟိုဘက်လူမျိုးဖြစ်လိုက်ဒီဘက်လူမျိုးလောက်လိုက်သူကြိုက်တဲ့လူမျိုးကိုတတ်မှတ်လိုက်အမှန်အကန်လူမျိုးကိုမဖော်ထုတ်ခြင်းဘူးအဲ့ဒါတွေကိုသူတို့ချိုးဖောက်တယ်အဲကြောင့်ဒီဒုက္ခတဲ့ဒီနေ့ဒုက္ခတဲ့နေ့တွင်မေလာစခန်း၌ကျွန်တော်တို့လူမျိုးစု73မျိုးရှိတယ်ကရင်ယုံမြစ်ကချင်မွန်ရခိုင်ပအိုးချင်းကယန်းနာဂလာဟုလီဆူဗမာရှမ်းလူမျိုးဆိုတဲ့လူမျိုးရှိတယ်အဲလူမျိုးထဲမှာဒီနေ့ဒုက္ခတဲ့နေ့မှာကျွန်တော်တို့ယုံမီတိုင်းသားများကရင်တိုင်းသားများနဲ့
NGO အဖွဲ့အစည်းများအတီးတရားရိုးရာယဉ်ကျေးမှုအကအဖြစ်ဖော်ထုတ်ကြတယ်အခြားတိုင်းသားတွေကမဖော်ထုတ်တည်ဘူးပေါ့နော်ဒီနေ့မဖော်ထုတ်ဘူး အခုတော့နော်ဒီဒုက္ခတွေများနေပါတော့အကယ်ကျွန်တော်တစ်ခုမေးချင်တာအကယ်ဟိုအရင်ကပါတော့ဘာကြောင့်ဒီဒုက္ခတွေကအကယ်လာရတယ် ဒီဒုက္ခတဲ့စကားလာရတာကျွန်တော်တို့ပြည်မှာဆိုရင်အခုကကျွန်တော်တို့ဇုံမင်းတိုင်းသားဆိုတာနှစ်60ကျော်ကျွန်တော်ဖိနှိပ်ခံစားတယ်ကျွန်တော်လူမျိုးမဟုတ်တဲ့လူမျိုးကိုတတ်မှတ်ခံတယ်နိုင်ငံသားလူအခွင့်အရေးချိုးဖောက်ခံတယ်ပေါ့နော်နိုင်ငံတော်အကာအကွယ်မဲ့တယ်အဲ့ဇုံမင်းတရားကျွန်တော်တို့ဘိုးဘွားပြီးကျွန်တော်နေလာခဲ့တဲ့ဒီတဘူတောင်ကျွန်တော်တို့နာမည်မခံတော့ဘူးပြီးတော့ကျွန်တော်တို့ကိုလူမျိုးတစ်မျိုးကိုလူမျိုးနှမျိုးနာမည်နဲ့တတ်မှတ်တယ်ဇုံမီချင်းဆိုတဲ့ပုံစံပေါ့နော်အမှန်ဆိုကျွန်တော်ဇုံမီတွေပါချင်းမပါဘူးကဘာမှလည်းဒီလူမျိုးကျွန်တော်မကြားဘူးလူမျိုးနှမျိုးကိုကင်မွန်တက်ပြီးလူမျိုးတစ်မျိုးဆိုတာဟာဒါလူခွင့်ချိုးဖောက်တာပဲမွေးရပါလူခွင့်ချိုးဖောက်တယ်လို့ကျွန်တော်တတ်မှတ်လို့ရတယ်အကယ်ဒီဒုက္ခတဲ့စကားမှာနော်အကယ်နေနဲ့ဘာတွေမနစ်မျိုးဆရာအကြောင်းရတဲ့အချက်လက်တွေတစ်ခုများရှိတော့ရှိကျွန်တော်ပြောပြပေးပါဒီတိုင်းသားကျွန်တော်တို့ဒီစခန်းထဲမှာလဲတိုင်းသားတွေကအာနာရှင်အစိုးရရဲ့မူဝါဒပဲကင်ဆွဲပြီးလူမျိုးတွေခွဲခြားသေးတယ်တချို့တွေကနော်ခွဲခြားပြီးမှသူတို့အာနာရှင်ရဲ့တမိုင်းဆိုတာသူလူထုပေါ်နေရတဲ့တမိုင်းမဟုတ်ဘူးပေါ့နော်အဲ့ဒါတွေကိုသူတို့ကြိုးကြိုက်ပြီးဒီမှာအချင်းချင်းတဲမှာလဲသူတို့ခွဲခြားတဲ့အနေအထားလေးနည်းနည်းရှိတယ်ပေါ့နော်ဒါမဲ့စခန်းနဲ့ KLC တို့ယူအန်တော့မခွဲခြားဘူးနော်ဒီအတွင်းထဲမှာလူမှုအဖွဲ့အစည်းဖြစ်တိုင်းသားများပေါ့နော်အဲ့ဒီကသူတို့ခွဲခြားခြင်းတဲ့သဘောရှိတယ်အာနာရှင်ရဲ့တမိုင်းမှာမရှိဘူးဒီလူမျိုးပါနေပါနေတယ်ပေါ့နော်အာနာရှင်ရဲ့မူဝါဒကိုကင်ဆွဲတဲ့တိုင်းသားများလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါပြောချင်ပါတယ်နောက်တစ်ချက်နေပေါ့နော်ဒီဒုက္ခတဲ့စကန်ပေါ့နော် TVC ရပဲဖြစ်ပေါ့သူတို့တောင်းဝင်ပြီးတော့ကျွန်တော်တို့ဒုက္ခတဲ့ထောက်ပံ့နေရိတ်ခါတွေပေါ့နော်အကဲအနေနဲ့ဒီရိတ်ခါတွေအကဲပေါ့အကဲအနေနဲ့ဒီရတဲ့ရိတ်ခါပေါ်မှာလုံလောက်မှုရှိလားတကယ်ပြေဝမှုရှိလားအာဟာရအနေနဲ့ရောပြီးတော့မိသားစုတော့ဖူလုံမှုရှိလားမရှိလားဆိုတော့ကျွန်တော်တစ်ချက်လောက်ရှင်းပြပါမယ်ဒါတော့ဖူလုံမှုဆိုတာလူအတွက်တော့အများကြီးလူတယောက်နေတယ်ဒါမဲ့မြန်မာပြည်ဆက်အစိုးရအာဏာရှင်ရဲ့မူဝါဒထက်ကနေတော့အများကြီးกว่าတယ်ပေါ့နော်ကျွန်တော်အလကားရတယ်အလကားစားရတယ်နော်မိသားစုလည်းကျွန်တော်တို့ပူရွက်စိတ်ချမ်းသာတယ်ပေါ့နော်ဒါမဲ့နောက်ဆုံးအနေကြတော့ကျွန်တော်တို့အနာဂတ်တာသမီတွေအတွက်လုံခြုံမှုအမခံခြင်းမရှိတာအဲ့ဒါဝမ်းနေရှာပဲဒီတော့ဒီထောက်ပံ့ရေးကိစ္စကတော့ကျွန်တော်တို့တအားဝမ်းတာအလိုရှင်ကဘာတူကဘာတာအတွက်အပေါ်မှာလည်းကျွန်တော်ယုံမီတိုင်းတာအနေနဲ့ကျွန်တော်ကြည်ယူတင်တဲ့အကြောင်းပြောကြခြင်းပေါ့နော်ကျွန်တော်ချက်နေပေါ့နော်ဒီအခုကျွန်တော်တို့သတင်းကြားရတာပေါ့နော်အရင်ကတော့ဆန်16ကီလိုလား15ကီလိုလားပြည့်ပြည့်အခုဆိုမပြီးတော့ဘူးတစ်ဆင့်ချောနောက်ဆိုလည်းသူတို့အစီအစဉ်ရှိတယ်မှာ16မဲ့အစီအစဉ်ရှိတယ်အဲ့ဒီပုံမှာအငယ်လေးနဲ့ဘာပြောချင်လဲအဲ့ဒီပုံမှာတော့ကျွန်တော်တို့ကသူတို့ရဲ့စီမံကိန်းဆွဲတဲ့သူတို့ရဲ့အခက်ခဲရတော့ကျွန်တော်တို့ကပြောလို့မရဘူးเนาะဒါပေမဲ့သူတို့ပေးတယ်လို့ပဲကျွန်တော်စားရမှာပေါ့เนาะဒါပေမဲ့ကျွန်တော်ကြီးရတော့မမီးဘူးပေါ့เนาะဘယ်လောက်ပဲပေးကျွန်တော်လက်ခံရမှာပဲဒါကြီးရပဲပေါ့เนาะကျွန်တော်ရှာဖွေရတာလည်းမဟုတ်ဘူးနော်လားကိုယ်သူဆွေးနဲ့ရှာဖွေတာမျိုးသူတို့လူသားချင်းစာနာမှုနဲ့ကဘာတူကဘာတာတွေကပူပေါင်းပြီးကိုငီတဲ့အရာမှာကျွန်တော်လေးစားပါတယ်ဒါမဲ့သူတို့ရဲ့လှုပ်ဆောင်ချက်မှာလည်းအခက်ခဲရှိမှာပေါ့ဆော့ရင်လက်ဆော့မှာပေါ့နော်အဆော့တဲ့အပေါ်မှာကျွန်တော်အပြစ်မရှာနိုင်ပါဘူးအဲ့ဒါတော့ကိုယ့်ရဲ့လုပ်ငန်းရှင်ရဲ့ဝင်ငွေနဲ့ဆိုင်တာပေါ့နော်အခက်ခဲတဲ့ရှိတယ်အဲ့ဒါကြောင့်အဲ့ဒါကိုကျွန်တော်တို့အဲ့လိုပဲမြင်ပါဟိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်နဲ့လုံလောက်အသေးတွေလုံလောက်မှုရှိလားမရှိဘူးလားဒါမှမဟုတ်အင်္ဂလိပ်တို့အနေနဲ့အခက်ခဲပါရှိလားမရှိလားဆိုဒီနေ့ရှင်းပြပါကျမ်းမာရေးအနေနဲ့တော့လုံလောက်တယ်ဆိုတာတော့ကျွန်တော်တို့အတိစိတ်မသိဘူးလေဒါမဲ့ကျွန်တော်တို့အတက်တာတော့ဒီနေ့ထိကတော့လုံလောက်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်မှာတွေးစစ်စီး15000အနည်းဆုံးပေးရတယ်ဒီမှာအလကားကြီးပဲဖြစ်တော့လေပြီးအောက်ရှင်လူကြီးမြန်မာပြည်မှာအများကြီးပေးရတယ်တနာရီဒီမှာအလကားပေးရတယ်ဆိုတော့အကုန်လုံးအလကားနဲ့ကျွန်တော်ရတယ်ဆိုတော့เนาะဒါလုံလောက်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဟိုကျောင်းပညာနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်နဲ့ပြောချင်ကျောင်းပညာရေးနဲ့ပတ်သက်လာတော့ပညာရေးတော့ကျွန်တော်တို့ကောင်းပါတယ်ဒါမဲ့ဒီပညာရေးဟာနောက်ဆုံးအနာဂတ်မှာကလေးတွေအောင်မြင်တဲ့အခါဘယ်
အဆူရနဲ့ကျွန်တော်ပေါင်းပြီးနိုင်ငံတကာမှာဒီပညာရေးတုံးဆောင်လို့ရလာတို့ရတဲ့လောပညာကိုဟုတ်လားအဲ့ဒါလက်တွေ့ကြကြတို့ခံစားရမလားဆိုတာစိုးရိမ်ရှာရှိတယ်ပေါ့နော်အဲ့ဒါတခုပဲ ဆိုတော့ကျွန်တော်ကတော့အငယ်ဒီမှာပဲနေနေထိုင်ပြီးတော့နော်ဘယ်ချိန်လောက်များအငယ်စိတ်ဆန္ဒအရပါနော်အငယ်ပြည်တွင်းပြန်ရှင်လာဒါမှမဟုတ်ရင်တခြားကိုမိမိမဟုတ်တဲ့နိုင်ငံခြားသူတို့ခေါ်တတိယနိုင်ငံပါနော်အဲ့ဟိုပဲကြောင်းရှင်တာဒါမှမဟုတ်အငယ်ဒီမှာပဲဆက်ပြီးတော့ပြည်တွင်းမှာငင်းချိုင်းရတဲ့အထိနေသွားမလားဆိုတော့လည်းနည်းနည်းပြောပြပါ ဒါကတော့ကျွန်တော်တို့ဖြစ်နိုင်တော့တတရနိုင်ငံတွားခြင်းပါတယ်ဒါတတရနိုင်ငံဟာပါလဲဆိုရင်မြန်မာပြည်လဲကျွန်တော်တို့အခြေအနေကအာဏာရှင်ရဲ့ဒီမိုကရေစီဖြစ်တော့ဘယ်နှစ်ကြာအောင်မလဲပြောလို့မရဘူးကလေးတွေလည်းကြီးလာရင်ဟုတ်လားသူတို့ရဲ့အခွင့်အရေးကိုရှိတဲ့ခါနိုင်ငံခြားမှာကြောင်းတက်ရင်မကောင်းဘူးလားဆိုပြီးကျွန်တော်တတရနိုင်ငံကိုစိတ်ထဲမှာရွေးထားတာဒါမဲ့မြန်မာနိုင်ငံနဲ့ဆိုင်ဒီဒုက္ခတရားပူတာတယ်ပေါ့နော်ဒီလိုလည်းကျွန်တော်ပြောတတ်ပါတယ် အငယ်အမြင်ပါဘောနော်ဒီဒုက္ခတဲ့ပညာရေးတွေကအစစ်နှိမ့်လားအစစ်မြင့်လားဒါမှမဟုတ်ဘယ်လိုကြောင်းမျိုးဘယ်လိုမျိုးကြောင်းအစစ်နေရှိမှဒီဒုက္ခတဲ့ပညာရေးအစစ်နေပုံမြင့်လာတယ်ပြီးတော့ကိုသားသမီးတွေကိုညီကောင်မောင်နှမတွေရဲ့ပညာရေးရတယ်ပို့ပြီးတော့အစစ်မြင့်လာတယ်အငယ်အမြင်အတွေ့တစ်ခုများရှိတာမသိဘူးကျွန်တော်တွေးရတော့ဒီကလေးတွေကိုကျွန်တော်ကအနာဂတ်ဆိုတာလူငယ်တွေပဲဖြစ်တာအဲ့လူငယ်တွေကိုအဖေဖမ NGO ကနေတော်လကောင်းပညာရေးဖွံ့ဖြိုးတိုးတက်အောင်စစ်မှုလက်မှုအနေစာအတိတ်တကြကျွန်တော်တို့လုပ်ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ဒါကလေးတွေကအခုကတို့တော့လက်တွေ့ကြမရှိဘူးအဲ့လက်တွေ့ကြလုံနိုင်တဲ့ကလေးတွေရဲ့ဆွေးဆောင်နိုင်တဲ့တို့ရဲ့ဖွံ့ဖြိုးတိုးတက်အောင်အနာဂတ်ကိုအတွက်အဲ့ဒါလုပ်ပေးစေချင်တယ်ပေါ့နော်နိုင်ငံတကာနဲ့โอเคနောက်ဆက်နေကျွန်တော်မေးချင်တော့ဒီဒုက္ခတဲ့စကမ်းမှာနေတော့ဘယ်လိုမျိုးခံစားရလဲဒုက္ခတဲ့စကားမှနေတာကျွန်တော်တို့ဝမ်းနေတာပေါ့ပထမဆက်နေကိုပီကိုဒီတာမဟုတ်သူများနိုင်တာဆိုတော့เนาะတကယ်ကိုကျွန်တော်ခံစားပါတယ်เนาะခံစားတယ်ကိုပီမှာလဲကျွန်တော်နေမယ်ဆိုရင်လဲအခုကကျွန်တော်တို့ကျွန်တော်ပီမှာအိန္ဒိယຫນွေဘွားတော်တွန်းလက်နဲ့ကြိုက်တဖွဲ့ရနာဖာနေထားခဲ့တာခုထိပြီးခဲ့တဲ့ဖေဖော်ဝါရီလတမရတင်းစင်ကိုယ်တိုင်ချင်းပြနဲ့တွားတယ်ဘာမှကြုံမဆိုင်ဘူးအဲ့တော်တွန်းလက်နဲ့ကြိုက်တခုရပြီးတော့ CNF ဆိုတဲ့တော်တွန်းလက်နဲ့ကြိုက်ရပြီးတော့တတ်မတော်ဆိုတဲ့လက်နဲ့ကြိုက်ရပြောင်းဝက်အောက်မှာပဲကျွန်တော်တို့ယုံပြီးတိုင်းတာတွေကကြောက်ရွံ့ပြီးမှလူထွက်အဲ့လိုနေရတယ်ဆိုတော့ဒါကကျွန်တော်ဒါနဲ့စာရင်ဒီမှာတော့ကျွန်တော်လုံချုံတယ်လွတ်လပ်တယ်ပေါ့နော်လူခွင့်ရေးပို့ရတာပေါ့နော်ကြောက်ရွံ့ရှင်းမရှိဘူးเนาะအခုကျွန်တော်ပြည်သူကကျွန်တော်ယုံပြီးတိုင်းတာဒီလက်နဲ့ပြောင်းတုံးခုကြားထဲမှာတို့အသက်ရှင်ရတယ်ဆိုတော့ဒါနဲ့စာရင်တော့ကောင်းတာပေါ့ဒီမှာเนาะအကယ်နောက်ဆုံးတစ်ချက်နေနေပေါ့နော်အကယ်ဟိုဇူမီတိုင်းသားတူအနေနဲ့ဒီကမ္ဘာဒုက္ခတွေများနေမှာအကယ်နေနဲ့ဗာများထပ်ပြီးတော့ပြောချင်ဇူမီတိုင်းသားအနေနဲ့အခုတိုင်းသားစစ်တုံးမျိုးရှိတယ်ကိုယ့်ရဲ့ဂုံကိုမင်းတင်အောင်ကုလတက်မက်ကနေကျွန်တော်တို့ကဒုက္ခတဲ့များနေဆိုပြီးမှလှုပ်ပြီးတယ်လွတ်လပ်စွာလှုပ်ပြီးတယ်နော်အဲ့ဒီစီကတိုက်မဲ့စွာလှုပ်ပြီးတူတို့ကိုယ်တိုင်လဲလာတယ်အဲ့ဒါကိုတိုင်းသားများကကျွန်တော်ဒီမှာဒုက္ခတဲ့ကိုဂုံဒုက္ခတဲ့မှာနေတဲ့အတွက်ဒုက္ခတဲ့မှာနေတဲ့တိုင်းသားလဲကျွန်တော်တို့တိုင်းသားရဲ့ယဉ်ကျေးမှုလေးတွေကိုထိန်းသိမ်းကာကွယ်ပြီးကဘာကိုတိအောင်ကျွန်တော်ဖော်ပြနိုင်တော့ကျွန်တော်အဲ့ဒါကိုဒီနေ့ဒုက္ခတဲ့မှာအခြားတိုင်းသားတွေမှာပါဝင်နေတာဝမ်းနေတယ်ပေါ့နော်ကိုယ့်ရဲ့ဂုံလက္ခဏာကိုယ့်ရဲ့စာပေကိုယ့်ရဲ့ယဉ်ကျေးမှုကိုရောက်တဲ့နေရာတိုင်းကိုဖော်ထုတ်ရမယ်အဲ့ဒါမှကျွန်တော်အားနည်းနေတယ်ပေါ့နော်အဲ့ဒါဒီနေ့ဒုက္ခတဲ့နေ့ကိုကျွန်တော်လုပ်တဲ့နေရာမှာအနေဝမ်းတာတယ်ဝမ်းလဲနေတယ်ကျွန်တော်တယောက်တည်းပဲယဉ်ကျေးမှုဖော်ထုတ်ကပြတ်တာကိုကျွန်တော်ယုံပြီးတိုင်းတယောက်တည်းပဲအဲ့ဒါမဟုတ်ဘဲနဲ့တိုင်းတာပေါင်းစုံဆိုရင်ကျွန်တော်ကဒါဘယ်လောက်ထိဂုံယူရှာကောင်းမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်အနေနဲ့ကျွန်တော်ဒီနေ့ကဘာဒုက္ခတဲ့နေ့မှာကျွန်တော်ပြောချင်ပါတယ်အငယ်နောက်ဆုံးနေတော့အငယ်အနေနဲ့တခုများပြောဆက်ရှိတယ်မလားပြောချင်တာလေးတခုများပြောချင်တယ်ကျွန်တော်တို့အခုလောလောဆယ်မြန်မာပြည်မှာစစ်အစိုးရတမရတင်းစီအဖွဲ့ကအစိုးရအဖွဲ့ကကျွန်တော်တို့ယုံမီရဲ့
ปีดิตามาရှိတဲ့ကျွန်တော်တို့ဂူလူမွာနဲ့โอเคมွာဆိုတဲ့ဖားတောင်နဲ့မွေတောင်ပေါ့နော်အဲ့မှာနီကယ်ရှိတယ်ဆိုပြီးမှတရုတ်နဲ့ပူပေါင်းမှုမှာတို့တို့တူးဖော်မယ်တဲ့80ရာခိုင်တော့တရုတ်ရမယ်20ရာခိုင်တော့အစိုးရရမယ်ပြည်နယ်ဝင်ကြမဟုတ်ဖူးရမှာပေါ့နော်အဲ့ဒါပြည်သူလူထုအတွက်ဒီဘီအန်ရဲ့ရေးကိုကျွန်တော်တို့ယုံမီဒီတာခံလူငယ်လူထုအတွက်တော်တော်ဒုက္ခရောက်မယ်အဲ့ဒါကိုဒီအစီအစဉ်ကိုဓမ္မရတင်းစင်ကိုတည်းကအခုချက်ချင်းချွန်းချက်မရှိပဲနဲ့ဖြစ်တင်လိုက်ကျွန်တော်တို့ဒါကိုဖြစ်စီခြင်းပေါ့နော်အဲ့ဒါကျွန်တော်တို့ယုံမီဒီတာရဲ့ယာတနာတွေပေါ့နော်ပကြံယာတတွေကိုအဲ့လိုမျိုးအလွဲတုံးစားလုပ်တာနိုင်ငံတော်ဆိုရလဲ20ရာခိုင်နှုန်းပဲရတယ်နော်ပြီးတော့မီစာတွေကိုလည်းတရုတ်မှာတည်မယ်တဲ့ဆိုတော့ကျွန်တော်တို့ကဘာကိုစားရမလဲဟုတ်တယ်နော်အဲ့ဒါကိုကျွန်တော်ဝန်နေပါတယ်အဲ့ဒါနော်ဓမ္မရဒီကနေကျွန်တော်ဓမ္မတင်းစင်ကိုတည်းကကျွန်တော်မြန်မာနိုင်ငံဓမ္မတင်းစင်ကိုတိုင်းဒီအစီအစဉ်ကိုရက်တန်းကရက်ပါလို့ကျွန်တော်ပြောချင်တယ်ပြီးတော့နံပါတ်2ကခုနကျွန်တော်ပြောတယ်ပေါ့နော်ခုနကျွန်တော်ပြောတဲ့ဒီလက်နဲ့ကင်ကျွန်တော်တိုင်းသားຫນွေပွားမြန်မာပြည်တိုင်းသားຫນွေပွားမဟုတ်တဲ့အိန္ဒိယຫນွေပွားလက်နဲ့ကင်နေလဲကျွန်တော်ပြည်နယ်ဒီတာမှာဖယ်ရှားပြီးဘူးပြီးတော့ CNF လဲကျွန်တော်လက်နဲ့ကင်ပြီးလူထုကိုနှစ်ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်လူထုအုပ်လိုက်ပြုံတော့တတ်ခဲ့တော့လူထုကလည်းအယောက်900လက်မှတ်ထိုးပြီးဆက်ဆံရုံကျွန်တော်ဖက်မှာမဖွင့်ရဆိုပြီးလူထုခံစားချက်ဒီကိုတောင်းဆိုတာတမရတင်းစင်တောင်းဆိုတာအခုထိတို့လုံးဝအရေးမယူဘူးလုံးဝကြိုးလည်းမဆိုင်တဲ့အရာမှာကျွန်တော်ဒါပြစ်တင်ဆုတ်ချပေါ့နော်အဲ့တော့ဖြည့်စင်းပေးပါယုံမီဒီယာကျွန်တော်ယုံမီဒီယာကျွန်တော်အင်အားရှိပါတယ်ကျွန်တော်ယူတာတဲ့ဖြူရှင်နေပြီးတော့ကျွန်တော်နဲ့ကျွန်တော်ကာကွယ်နိုင်ပါတယ်အဲအကြောင်းကျွန်တော်ဒီနှစ်ချက်ရပြီးတော့ကျွန်တော်တစ်ချက်ကယုံမီတိုင်းသားများမွေးရပါယုံမီလူမျိုးအမအကာနဲ့နိုင်ငံသားစီစစ်ရေးကပ်ပြပေးရန်အဲ့ဒါလည်းကျွန်တော်တောင်းဆိုခြင်းတယ်ကျွန်တော်ဒီနေ့နော်ဒီကမ္ဘာဒုက္ခတဲ့နေ့မှာကျွန်တော်လူအခွင့်အရေးဆိုတဲ့မှာဒီတုံးချက်ကိုကျွန်တော်မရမချင်းမြန်မာနိုင်ငံဘယ်တော့မှငိမ့်ချမ်းတော့မှာမဟုတ်ဘူးငိမ့်ချမ်းအစိုးရဘယ်လိုဖော်လူမျိုးစုတွေဖိနှိပ်ခံရတယ်မတိမတာကျွန်တော်ခံစားရတဲ့ဘဝတွေဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါအရေးကြီးတယ်ပေါ့နော်ဒါကြီးကိုကျွန်တော်တောင်းဆိုခြင်းတယ်အဲ့ဒါပါနော် Om lai sai dem lai thei ko tu